အိစာတရားမဟိတ်ဒီစေကိုင်းနော်ကျွန်တော်မန္တလေးခန္ဓာတင်မဦးလေးဦးတော်ပါဤဖယားတော်မူသည်တော်ကောက်ကတံကိုကောနာကိုကတဖကိုကောရမကိုအရိမေတရားမြတ်စွာဘုရားကိုဘုရားငါစုမြင့်အကတာဝကမဟာတာဝကကြီးများဖြစ်တော်မူသည်တော်ရှင်ဒီဝလိမြတ်ယဟန္တာရှင်ဥပါဂုဒ္ဓမြတ်ယဟန္တာကိုရှင်သူမြတ်တို့အားတပ္ပဘုံမြေအယောင်ဝါထွန်းလင်းသောအမိုက်မောင်ကိုဖြောက်စေတော်စီမီမြိုင်မွေတိုင်းနဲ့ပါခိုင်ဆုံးသောဘုံငပြောရူလက်ပတ်ကွန်ရာမွေနန္တာတောက်တော်ရေသုံးဆောင်တော်ရေတည်တည်အစုံ